မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့ကျွန်တော်တို့လူငယ်တိုင်းအလုံးလုံးနေသူတိုင်းဘဝမှာတစ်ကြိမ်မဟုတ်တစ်ကြိမ်စဉ်းစားမိတဲ့တွေးမိတဲ့မေးခွန်းကြီးတစ်ခုကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒါကတော့ဘလို့အလုံးမျိုးကကျွန်တော်တို့ကို freedom ဆိုတဲ့လွတ်လပ်မှု peace for mind ဆိုတဲ့စိတ်ငြိမ်းချမ်းမှုနဲ့ money ဆိုတဲ့ငွေကြေးဒီသုံးခုစလုံးကိုတပြိုင်နက်တည်းဘေးရာကပြည့်နိုင်မလဲဆိုတာပါပဲကျွန်တော်တို့အားလုံးဟာပိုက်ဆံပဲလူရှင်ကြတာမဟုတ်ပါဘူးအဆင်ရှိပြီးစိတ်မရှင်းတာရရင်လေဘဝကအတိတ်ပင်မရှိသလိုအချိန်တွေအကုန်ပေးလိုက်ရလို့လွတ်လပ်မှုမရှိရင်လေနာကျင်ရပါတယ်ဒီတော့ဒီမျိုးခန့်ကိုအဖြေရှာဖို့အတွက်လက်ရှိကဘာမှာရှိတဲ့အလို့အကန့်ပုံစံအဓိက၃မျိုးကိုအတူတူနှိုင်းယှဉ်ကြည့်အောင်ပထမဆုံးပုံစံကတော့9 to 5 job သို့မဟုတ်အချိန်ပြည့်ဝန်ထမ်းအလုပ်ဖြစ်ပါတယ်ဒါကတော့ကဘာအပေါ်မှာလူအများစုရှောက်လှမ်းနေတဲ့ဘဝပုံစံပါမနေ့9နာရီထိုးရင်ရုံတက်ညနေ9နာရီထိုးရင်ရုံဆင်းလကုန်ရင်လစာတေချာပေါက်ရတယ်ဒါဆိုဒီပုံစံမှာကျွန်တော်တို့လိုချင်တဲ့အချက်၃ချက်ကိုပြရအောင်ပထမဆုံးဖြစ်တဲ့ freedom ဆိုတဲ့လွတ်လပ်မှုfreedom ဆိုတာဒီနေရာမှာတေချာတဲ့လောက်မရှိပါဘူးသူများအမိန့်ကိုနာခံရတယ်အရေးကြီးကိစ္စရှိလို့ခွင့်ယူရှင်ရင်ခွင့်ပြုချက်စောင်းရတယ်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရှင်တွေကိုကိုယ်တိုင်မထင်ရှုံနိုင်ဘူးဒုတိယတစ်ခုဖြစ်တဲ့ peace ဆိုတဲ့စိတ်ငြိမ်းချမ်းမှုဒါလေဒီနေရာမှာအားနေပါတယ်ထက်လူကြီးရဲ့ PR လုံးဝကွယ် deploy တွေရာထူးတက်ဖို့ပြိုင်ဆိုင်ရတဲ့အခါစိတ်ပန်ပန်းမှုတွေရှိတတ်ပါတယ်နောက်တစ်ခုက money ဆိုတဲ့ငွေကြေးဒီပုံစံကိုကြည့်ရအောင်လစာကပုံတင် peace ပါပဲကိုကဘယ်လောက်ပဲဆွမ်းဆောင်ရည်ပြဘယ်လောက်ပဲစူးစမ်းလစာကရှက်ရှက်တိုးမလာပါဘူးနေ့စဉ်တိုးတဲ့ increment လေးလောက်ပဲမျှော်လင့်လို့ရပါတယ်ဒါကြောင့်9 to 5 job မှာလွတ်လပ်မှုစိတ်ငြိမ်းချမ်းမှုနဲ့ငွေကြေးသုံးခုစလုံးရဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်နေပါတယ်ဒုတိယပုံစံကတော့ self employed ဖြစ်ပါတယ်သို့မဟုတ်ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်ကင်တာဖြစ်ပါတယ်လူအများစုကဝန်ထမ်းအလုပ်ကနေထွက်ပြီးစီးပွားရေးလုပ်ရင်လွတ်လပ်ပြီးလို့ထင်ကြတယ်တကယ်ပဲလွတ်လပ်သောလားဆိုတာကြည့်ရအောင်ပထမဆုံးလွတ်လပ်မှုကိုယ်ပိုင်လုပ်ငန်းဆိုပေမဲ့တကယ်တမ်းလွတ်လပ်မှုမရှိပါဘူးဝေသူ customer တွေကုန်ပစ္စည်းသွင်းသူ supplier တွေဝန်ထမ်း employee တွေကိုအမြင့်မျက်ရှိမပြတ်ဂရုစိုက်ရတဲ့ဆိုင်ကိုကိုယ်တိုင်မစောရရင်လုပ်ငန်းကိုကိုယ်တိုင်မကင်တွေရရင်အလုံးမဖြစ်ပါဘူးကိုလုပ်ငန်းရဲ့ကျွင်ပြန်ဖြစ်သွားတဲ့ပါတယ်စိတ်ငြိမ်းချမ်းမှုကိုကြည့်ကြမယ်စိတ်ဖိစီးမှုတွေကပိုတောင်များပါသေးတယ်ဒီလအယောင်ရပါမလားဝန်ထမ်းတွေထွက်တော့ရင်ဘလို့လုံးမလဲပြိုင်ဖက်တွေဆေးလျှောရောက်နေပြီလားအဲ့ဒီဆိုတဲ့အရာတွေကို24နာရီခဏရဲလုံးကောင်းထီကမထွက်ပေးတွေးနေကြရပါတယ်ငွေကြေးကိုကြည့်ကြမယ်ဒါကတော့ရနိုင်ပါတယ်ကိုယ်ပိုင်လုပ်ငန်းအောင်မြင်တော့ရင်ငွေကြေးအများအများနဲ့ကောက်မှန်တဲ့ဝင်ငွေရရှိနိုင်ပါတယ်ဒါကြောင့် self employed မှာငွေကြေးရနိုင်ပေမဲ့လွတ်လပ်မှုနဲ့စိတ်ငြိမ်းချမ်းမှုအပိုင်းမှာတော့လိုကွက်တွေရှိနေစေပါပဲတာရရပုံစံတစ်ခုကတော့ trading ဆိုတာ stock crypto သို့မဟုတ်နိုင်ငံခြားငွေကြေးဈေးကွက်ရောင်းဝယ်မှုဖြစ်ပါတယ်ဒါဆို trading မှာရောကျွန်တော်တို့လိုချင်တဲ့အချက်၃ချက်ကဘယ်လိုရှိမလဲသိကြရအောင်လွတ်လပ်မှုကိုကြည့်မယ်လွတ်လပ်မှုကတော့အပြည့်အဝရှိပါတယ်ကိုယ့်အရှင်ကိုကိုယ်တိုင်စီမံခန့်ခွဲတယ်ကမ္ဘာဘယ်နေရာကမဆို internet ရှိုံနဲ့ laptop သို့မဟုတ်ဖုန်းတစ်လုံးရှိုံနဲ့လုပ်လို့ရပြီးဘယ်သူအမိန့်ကိုမှနာခံစရာမလိုပါဘူးစိတ်ငြိမ်းချမ်းမှုကိုကြည့်မယ်စိတ်မှုချမ်းမှုဆိုတဲ့နေရာမှာ plan တစ်ခုရှိပြီး risk management ကိုစနစ်တကျလုပ်တဲ့တော့ရင်စိတ်ဖိစီးမှုမရှိပဲစိတ်အေးထားပြီးလုပ်လို့ရပါတယ်စိတ်ခံစားချက်နောက်မလိုက်ပေးစိတ်ကအတိုင်းလုပ်ရတာမို့စိတ်ငြိမ်းချမ်းမှုကလည်းရပါတယ်ငွေကြေးအပိုင်းကိုကြည့်ကြမယ် trading မှာငွေရှာနိုင်စွမ်းကအကန့်အသတ်မရှိပါဘူးကိုယ့်ရဲ့အရေးအချမ်း scale ပေါ်မူတည်ပြီးကိုလုံးနိုင်တဲ့လောက်ရနိုင်ပါတယ်ပြီးတော့ compound growth အစမတန်2 portion စနစ်ကြောင့်ငွေကိုပြန်ရှာပေးတဲ့အထိဖြစ်လာနိုင်ပါတယ်ဒါကြောင့် trading ဟာစိတ်ငြိမ်းချမ်းမှုနဲ့ငွေကြေးသုံးခုစလုံးကိုတပြိုင်တည်းပေးနိုင်တဲ့အလုပ်ဖြစ်ပါတယ် trading ကဘာကြောင့်ဒီလောက်တောင်ထူးခြားပြီးအားသာချက်ရှိနေရတာလဲဆိုတာကိုအဓိကအချက်၄ချက်ရှိပါတယ်နံပါတ်1 scalable တိုးရှိနိုင်စွမ်းရှိတယ်ဝန်ထမ်းအလုံးမှာကိုယ့်အရှင်ကိုတစ်ချိန်တည်းရောင်းလို့ရပေမဲ့ trading မှာတော့ကိုယ့်ရဲ့အရင်အနည်း capital များလာတာနဲ့အများရလဲဆိုတဲ့ return ကလည်းအဆမတန်များလာပါတယ်နံပါတ်2 location independent ကဘာပဲပြီးခရီးတော့နေမလားအိမ်မှာပဲနေမလား internet ရှိရင်ရပြီနံပါတ်3 no boss no employee no customer ဘေးအထက်လူကြီးဘေးဝန်ထမ်းဘေးသူကိုမှဘေးဝေသူကိုမှဂရုစိုက်စရာမလိုပါဘူး
ရှက်တွေကိုကြည့်ပြီးကိုယ့်ဘာသာကိုဆုံးဖြတ်ချက်ချရုံပါပဲနံပါတ်၄ passive income protection ဒီ skill တစ်ခုကိုသာကျွမ်းကျင်အောင်တက်မြောက်ထားရင်ဘဝတစ်သက်တာလုံးအတွက်ဝန်ငွေလမ်းကြောင်းတစ်ခုဖြစ်တော့မှာပါဒါဆိုရင်စိတ်ဝင်စားလို့ trading ကိုစတင်ရှင်ပြီဆိုရင်ဘေကနေစရမလဲပထမဆုံးပညာသင်ယူပါ technical analysis fundamental analysis နဲ့ risk management တွေကိုအရင်ဆုံးလေ့လာပါဒုတိယဒီမိုအကောင့်နဲ့စပါငွေအစစ်ကိုရှက်ရှက်မထည့်ပါနဲ့အောင်စနစ်တကျနားလေအောင်စာတွေကိုလက်တွေ့လုပ်ကြည့်ပါတတိယတစ်ခုကစိတ်ပိုင်းဆိုင်ရာပြင်ဆင်ပါ trading psychology ကအရင်အရေးကြီးပါတယ်လောဘနဲ့ကြောက်စိတ်ကိုထိန်းချုပ်နိုင်ရပါမယ်စတိုတာတစ်ခုက risk management ကိုအလေးထားပါအရှုံးကိုကြိုတင်တွက်ချပြီးမှကစားပါတခါတည်းနဲ့များများဆဆမရမ်းနိုင်ပါနဲ့ Okay မိတ်ဆွေတို့ကျွန်တော်တို့ဘဝမှာ freedom based money ဒီသုံးခုစလုံးကိုတပြိုင်တည်းရချင်ရင် trading ကတကယ်ကိုအကောင်းဆုံးလမ်းစာတစ်ခုပါဒါပေမဲ့တစ်ခုတော့အမြဲတည်းရပါ trading ဆိုတာဖြက်လန်း shortcut မဟုတ်ပါဘူးအချိန်ပေးရတဲ့ skill တစ်ခုပါတေချာလေးလာပါတေချာလေးကျင့်ပါစိတ်ရှိတည်ငြိမ်ပါအဲ့ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့အောင်မြင်မှုကမလွဲမသွေတင့်စီရောက်လာမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like လုပ်ခဲ့ပါနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ရအောင်လေကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားပေးပါခင်ဗျာအားလုံးပဲလွယ်လွယ်ပြီးစိတ်ရှင်းတာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်